ပါဒီမှာပန်းမီခောက်ဆွဲစားမလို့ပါရှင်စားကြပါအောင်လို့အမျိုးသားရဲ့လက်ရာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ဟင်းရည်ပေါ့နော်ချီလီပန်းမီဟင်းရည်ကိုဒီလိုမျိုးအရင်လောင်းထည့်ပါတယ်ဒီလိုမျိုးပေါ့နော်ဟင်းရည်အရင်လောင်းထည့်ပြီးမှဒီလိုမျိုးနေပါတယ်အများပဲထည့်ထားပေးတာကုန်မလားမသိဘူးစားကြပါအောင်လို့ဒီမှာကျမငုတ်တီးတိတ်မစားနိုင်တော့ငုတ်တီးတော့ရှော့ထည့်ထားတယ်မွေလို့တော့ခက်ထည့်ထားတာအရင်များဒီမှာချီလီပန်းမီတော်တော်လေးစားလို့ကောင်းတယ်သူခောက်ဆွဲရအီလေးခောက်ဆွဲရတော့ဂျုံနဲ့လှုပ်ထားတာပေါ့နော်ဂျုံခောက်ဆွဲပါဒါကတော့ပဲရွက်ဟင်းရည်ပေါ့သူနဲ့တွဲစားတာဟင်းရည်လည်းအရင်ကောင်းတာထည့်တာများတော့လည်းမကုန်တော့အရင်တော့ကျွန်မမလေးရှားမှာနေတော့ကျွန်မမကြိုက်ဘူးမစားတတ်ဘူးအခုဒီအမေရိကမှာရောက်လာမှအရင်ကလေးတွေစားချင်တယ်ဆိုတော့သူတို့ဖေကခဏခဏချက်ကျွေးတယ်ကျွန်မလည်းစားကြည့်ရင်းနဲ့လိုက်စားရင်းနဲ့အရင်ကြိုက်သွားတော့ပေါ့နော်အခုတော့တော်တော်ကြိုက်သွားပဲတော့လောက်ရတော့လက်ဝင်နေဒီချီလီပန်းမီရလဲပါဝင်တဲ့ပစ္စည်းတွေအရင်များတော့ချက်ရပြုတ်ရတာတော်တော်လေးလက်ဝင်ငနီတူးကျွလေးတစ်ခါကြော်တယ်ပြီးရင်အမဲတာကြိတ်တာမုတ်လေးယူပြီးမှအဲ့ဒါလဲတစ်ခါပြန်ကြော်တယ်ပြီးတော့ဒီခောက်ဆွဲထဲမှာရောတဲ့စီမွေးပေါ့နော်အဲ့ဒီစီမွေးလဲတစ်ခေါက်သူကစီချက်တက်ရတယ်ပြီးလို့ရှိရင်ဒီထဲမှာထည့်တဲ့ငုတ်တီးလဲစီမွေးနဲ့ပြန်ကြော်ရတာပေါ့နော်ပြည့်ပါဝင်တဲ့ပစ္စည်းကအရင်များတော့တစ်ခါချက်လို့ရှိရင်လည်းအရင်လက်ဝင်တယ်တော်လေးစားလို့ကောင်းတယ်ပိုက်စားလို့လားမသိဘူးသူဟင်းရတော့ပဲလိုက်ပြရွက်နဲ့လှုပ်ထားတော့ဗောနော်တကယ်သူ့အရွက်ကြတော့ဟိုအရွက်တေးလေးနဲ့နာမည်မေ့နေဘလို့ခေါ်လားမသိဘူးမလေးရှားမှာတော့အဲ့ရွက်နဲ့သူ့ဟင်းရချက်တာဖြစ်တယ်ဒီမှာကြတော့မရှိဘူးနော်မရှိတော့သူနဲ့နီးစပ်တဲ့ဒီပဲလိုက်ပြရွက်နဲ့ပဲဟင်းရချက်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့သူလည်းတော်တော်လေးလိုက်မဆိုး
โอเคအားလုံးကျေးဇူးတင်တယ်ပိုက်စာဆက်စားလိုက်အောင်မယ်နော်